တော့ဒါအမတန်မှလည်းပဲအဖြစ်နဲ့မဖြစ်ထိုက်တဲ့လောက်ပါပဲဒီနေ့တောင်လည်းပဲအင်တာနက်စာမျက်နှာတွေမှာပဲကြည်အမျိုးမျိုးပုံပုံစောကနေကြတာတွေလည်းတွေ့ကြုံကြားသိနေရတယ်အဲ့လိုကြားရတွေ့ရတာတွေအားလုံးဟာလည်းပဲတကယ်တမ်းစောကားတဲ့ပုံပုံတွေဟာအပြည့်ဆိုတာလည်းနားမလည်လို့အပြည့်ဆိုတာနားမလည်လို့ဆိုတာသူတို့ရဲ့ခံယူချက်အပြည့်မတူတဲ့ဘာသာတရားတွေရဲ့ဒီစိတ်ထဲမှာကဘုရားတော်ဘုရားကတော့အမှန်တရားကိုပြောပြခဲ့တဲ့ပုံပုံဆိုတော့အမှန်တရားဆိုတာဒါပဲလို့အပြည့်ဆိုတာရှိတယ်တန်ត្រာဆိုတာရှိတယ်ကုသိုလ်ဆိုတာရှိတယ်အကုသိုလ်ဆိုတာရှိတယ်တချို့ရဲ့လောရတွေဟာဘာသာတရားသူတို့ရဲ့ချမှတ်ထားတဲ့လမ်းစဉ်ကကုသိုလ်ဆိုတာလည်းမရှိဘူးအကုသိုလ်ဆိုတာလည်းမရှိဘူးအပြစ်ဆိုတာလည်းပဲအပြစ်ကိုလုံးဝပဲကုသိုလ်ရတယ်လို့ယူဆထားတဲ့ဒီဘာသာတွေရဲ့ချမှတ်ထားတဲ့လမ်းစဉ်တွေကြောင့်ဦးဇင်းတို့မှာဒီနေ့အဓိကကတော့ကိုယ့်အမျိုးကိုယ့်ဘာသာကာကွယ်ရမှာစောင့်ရှောက်ရမှာကကိုယ့်တာဝန်ပဲဒီနေ့အမေရိကရောက်နေပြီမယ်လို့လည်းပဲအမေရိကန်မှာရောက်နေပြီဆိုပြီးတော့လည်းပဲစိတ်အေးလက်အေးနဲ့အခုနိုင်ငံမှာဖြစ်တာမဟုတ်ဒီမှာလည်းပဲဒါဦးဇင်းဆိုလို့ရှိရင်တောက်ကြနေဆိုလို့ရှိရင်ဒီကလေးတွေသားသမီးတွေဒီမျိုးဆက်တွေကိုဒါအမြဲတမ်းဆုံးမပြီးတော့ဒီမတူညီတဲ့ဘာသာတရားတွေရဲ့နောက်ဆက်တာတွေစော်ကားတာတွေဒါတွေကိုမြင်အောင်ကြည့်တတ်ဖို့အမြဲတမ်းပြောတယ်အဲ့ဒါလိုလည်းပြောတယ်ဆိုတာကလည်းပဲလက်တွေ့မျက်တွေ့မှာကိုယ့်ရဲ့လူမျိုးတွေဟာကိုယ်တိုင်းရင်းသားတွေဟာပြိဿနေရတာတွေဟာအမတန်မှနာကြီးစရာကောင်းတယ်ယုံမှုစရာကောင်းတယ်နောက်မိမိတို့ကိုယ်တိုင်လည်းပဲမျက်ရည်မတုံ့ရအောင်ဒုက္ခမဖြစ်ရအောင်ဘုရားတို့ဒီအတိတွေသိစေခြင်းလို့လည်းပဲဘုရားเจ้าမှာဒီသွားတယ်ဆိုတာကဒီမိမိရဲ့ဘာသာသာသနာအမျိုးအကွယ်မပြောက်သွားအောင်ဒီလိုပြောနေတဲ့ဂျားတွေကကိုပဲအခုတချို့နိုင်ငံတွေတချို့နေရာတွေမှာတချို့စရိတ်တွေမှာကြားနေရတာသိနေရတာဟာမြင်တွေ့နေရတာတွေကအမတန်မှမနစ်မြို့စရာကောင်းတယ်ဒါလည်းသင်္ကန်းစာယူပြီးတော့ဟာလာဒါမျိုးတွေမဖြစ်ရအောင်မိဘတွေကိုယ်တိုင်လည်းသိအောင်လုပ်ပါသဘောကောင်းတယ်ဆိုတာကလည်းပဲဘုန်းကြီးတို့ရဲ့ဘာသာကဟာလာသိခါတဲ့ဘာသာဆိုပြီးမဲ့တချို့နေရာတွေမှာကိုယ်နောင်တဖြစ်လောက်အောင်ကိုယ်ဒုက္ခဖြစ်လောက်အောင်သိခံရတာတော့ဟာလာနောင်တဖြစ်စေမဲ့အလုပ်မျိုးကတော့စောင့်ထရမယ်မျိုးစောင့်နေမျိုးတွေဆိုတာလည်းပဲအမျိုးတွေကတော့